အချင်းတို့ထိုအခါမဟာဂောဝိနာပုံနာသည်တနင်္ကုမာရမြမာကိုဂါရာဖြင့်မေးမြန်း၏အရှင်မြမာသူတစ်ပါးတို့သိလိုသောအရာတို့၌ကျွန်ုပ်သည်ယုံမရှိသည်ဖြစ်၍ယုံမရှိသောတနင်္ကုမာရမြမာကိုမေးပါရစေအဘယ်တရား၌တည်၍အဘယ်တရားကိုကျင့်သောပုဂ္ဂိုလ်သည်သေခြင်းကင်းသောမြမာလောကသို့ရောက်နိုင်ပါသနည်းဂောဝိနာပုံနာလူလောကအရာတို့၌ငါဥစ္စာဟုတွေ့တာခြင်းကိုပယ်ပြီးလျင်မေထုံအကျင့်မှရှောင်ခြင်းကတယောက်တည်းနေလျက်ကရုဏာဇံကိုဝင်စား၍စိမ့်ညိသောအနံ့ကင်းသည်ဖြစ်ရ၏ဤတရား၌တည်၍ဤတရားကိုကျင့်သောပုဂ္ဂိုလ်သည်သေခြင်းကင်းသောဗြဟ္မလောကသို့ရောက်နိုင်ပေ၏ငါဥစ္စာဟုတွေ့တာခြင်းကိုပယ်ပြီးလျင်ဟူသောအရှင်ဤစကားကိုကျွန်ုပ်နားလည်သည်မှာဤလောက၌အချို့သောသူသည်နည်းသောဥစ္စာစုကိုစွန့်၍ဖြစ်စေများသောဥစ္စာစုကိုစွန့်၍ဖြစ်စေနည်းသောဆွေမျိုးစုကိုစွန့်၍ဖြစ်စေများသောဆွေမျိုးစုကိုစွန့်၍ဖြစ်စေစံမုတ်စိတ်ကိုပယ်ပြီးလျင်ဖန်ရည်ဆိုးသောအဝိတ္တုကိုဝိ၍ရဟန်းပေါင်သို့ဝင်ရောက်ရ၏ဤသို့လျင်ကျွန်ုပ်သည်ငါဥစ္စာဟုတွေ့တာခြင်းကိုပယ်ပြီးလျင်ဤသို့လျင်ကျွန်ုပ်သည်ငါဥစ္စာဟုတွေ့တာခြင်းကိုပယ်ပြီးလျင်ဟူသောအရှင်ဤစကားကိုနားလည်ပါသည်အရှင်ဤစကားကိုနားလည်ပါ၏တယောက်တည်းနေလျက်ဟူသောအရှင်ဤစကားကိုကျွန်ုပ်နားလည်သည်မှာဤလောက၌အချို့သောသူသည်စိတ်ငြိမ်သောကြောင်းအိယာနေရာကိုမှီဝဲ၏တောကိုတစ်ပင်ရင်းကိုတောင်ကိုဂျောက်ကိုတောခေါင်းကိုတောင်ခေါင်းကိုသင်းချိုင်းကိုတောအုပ်ကိုလွင်ပြင်ကိုကောက်ရိုးပုံကိုမှီဝဲ၏ဤသို့လျင်ကျွန်ုပ်သည်တယောက်တည်းနေလျက်ဟူသောအရှင်ဤစကားကိုနားလည်ပါ၏ကရုဏာဇံကိုဝင်စား၍ဟူသောအရှင်ဤစကားကိုကျွန်ုပ်နားလည်သည်မှာဤလောက၌အချို့သောသူသည်တနာခြင်းနှင့်ရှင်သောစိတ်ကိုတခုသောအရက်သို့ဖြန့်ကျက်၍နေ၏ထို့အတူနှစ်ခုမြောက်သုံးခုမြောက်လေးခုမြောက်သောအရက်ကိုဖြန့်ကျက်၍နေ၏ဤသို့အထက်အောက်ဖီလာအလုံးစုံသောအရက်မျက်နှာတို့၌ဤသို့အထက်အောက်ဖီလာအလုံးစုံသောအရက်မျက်နှာတို့၌ရှိသောတတ္တဝါအားလုံးကိုမိမိနှင့်အတူပြု၍တတ္တဝါအားလုံးပါဝင်သောလူအပေါင်းကိုအကန့်အသတ်မရှိသောကရုဏာနှင့်ရှင်သောစိတ်ကိုဖြန့်ကျက်၍နေ၏ဤသို့လျင်ကျွန်ုပ်၏ကရုဏာဇံကိုဝင်စား၍ဟူသောအရှင်၏စကားကိုနားလည်ပါ၏